ကျမရဲ့မိဘတွေကမွေးစားထားတဲ့ညီမလေးအတွက်တော့အာဟာရပြည့်ဝတဲ့မနက်စာကိုပြင်ဆင်ပေးခဲ့ကြတယ်။ဒါပေမဲ့သူတို့ရဲ့သွေးသားရင်းသမီးဖြစ်တဲ့ကျမအတွက်တော့ရတာမရှိတဲ့ပေါင်မှုပဲပေးခဲ့တယ်။အမေကကျမကိုကြက်ဥတစ်လုံးပေးချင်ခဲ့ပေမဲ့အဖေကတားလိုက်တယ်ပြီးတော့အဲ့ဒီကြက်ဥကိုမွေးစားညီမလေးကိုပဲပေးလိုက်တယ်။အဖေကသူမကကျမထက်ပိုတော်ပြီးပိုနားလေတက်တယ်လို့ပြောခဲ့တယ်။ညီမလေးရဲ့အနိုင်ရနေတယ်လို့ပြုံးနေတဲ့မျက်နှာကိုမြင်လိုက်ရတော့ကျမရဲ့နှလုံးသားကနာကျင်သွားတယ်။မိဘတွေကကျမကိုမချစ်တော့ဘူးလို့ခံစားမိခဲ့တယ်။ကျမလည်းနားလေတက်တဲ့ကလေးတစ်ယောက်ဖြစ်နိုင်ကြောင်းပြချင်လို့ခုံပေါ်တက်ပြီးသူတို့အတွက်ညစာကြီးတစ်ပွဲကိုကိုယ်တိုင်ချက်ပြုတ်ခဲ့တယ်။သူတို့ချီကျူးစကားကိုစောင့်မျှော်နေခဲ့တယ်။အဲ့ဒီလိုဆိုရင်သူတို့ကကျမကိုလည်းမွေးစားညီမလေးလိုပဲကောင်းကောင်းဆက်ဆံမယ်လို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့စောင့်နေတာကြာလွန်းသွားပြီးမိဘတွေပြန်မလာခဲ့ကြဘူး။ပင်ပန်းလွန်းလို့ကျမအိပ်ပျော်သွားခဲ့တယ်။ဘလောက်ကြာမှန်းမသိတဲ့အချိန်မှာသူတို့၃ယောက်ပြန်ရောက်လာကြတယ်။မွေးစားညီမလေးကအဖေဝယ်ပေးထားတဲ့လက်ဆောင်ကိုကျမရှိမှပဲဂုဏ်ယူစွာပြသနေခဲ့တယ်။မိဘတွေကကျမကိုလုံးဝဂရုမစိုက်ခဲ့ကြဘူး။အဲ့ဒီအစားအစာအများကြီးချက်ထားလို့အလေလွတ်လုပ်တယ်ဆိုပြီးကျမကိုအပြစ်တင်ခဲ့ကြတယ်။အိတ်ချင်ရင်ချက်ထားသမျှအကုန်စားပြီးမှအိတ်ရမယ်လို့ပြောခဲ့ကြတယ်ပြီးတော့သူတို့ကအခန်းထဲဝင်ပြီးမွေးစားညီမလေးနဲ့ပျော်ပျော်ပါးပါးကစားနေကြတယ်။မိဘတွေဘာကြောင့်ဒီလောက်ပြောင်းလဲသွားကြတာလဲဆိုတာကျမနားမလည်နိုင်ခဲ့ဘူး။လွန်ခဲ့တဲ့တစ်လကအဖေကသူ့ကံမကောင်းမှုတွေကိုညှိညူနေခဲ့တယ်။အဲ့ဒီအချိန်မှာဖုန်းတော်ကြီးတစ်ပါးကကျမရဲ့တရှိမှုကအဖေရဲ့ကံကြမ္မာကိုပိတ်ဆို့နေတယ်လို့ပြောခဲ့တယ်။အဖေကအဲ့ဒီစကားကိုယုံကြည်သွားပြီးကျမထက်စကားနားထောင်တဲ့ကလေးမတစ်ယောက်ကိုမွေးစားလာခဲ့တယ်။သူကကျမကိုသူမကိုဘာပဲဖြစ်ဖြစ်ကောင်းကောင်းဆက်ဆံဖို့တောင်းဆိုခဲ့ပေမဲ့သူတို့မသိခဲ့တာတခုကတော့ကျမဟာသူတို့အပေါ်ယုံကြည်မှုတွေအားလုံးဆုံးရှုံးပြီးသားဖြစ်နေခဲ့တာပါပဲ။ကျမမွေးနေ့မှာမိသားစုကဈေးဝယ်စင်တာထဲမှာသွားစားကြတယ်။ဒါပေမဲ့မိဘတွေကမွေးစားညီမလေးရဲ့လက်ကိုပဲတစ်လျှောက်လုံးကင်ထားခဲ့ကြတယ်။ကျမလည်းအဖေရဲ့လက်ကိုကင်ကျင်လို့ပြေးသွားခဲ့ပေမဲ့ညီမလေးကမိဘနှစ်ယောက်ကိုဆွဲခေါ်ပြီးရှေ့ကိုပြေးသွားခဲ့တယ်။ကျမကိုတော့နောက်မှာတစ်ယောက်တည်းခြံထားခဲ့ကြတယ်။သူတို့ကပင်လယ်စာစားတောက်ဆိုင်ထဲဝင်သွားခဲ့ကြပေမဲ့ကျမမှာပင်လယ်စာနဲ့ဓာတ်မတည့်တာကိုလုံးဝမေ့နေခဲ့ကြတယ်။စပွဲပေါ်ကပင်လယ်စာတွေအပြည့်ကိုကြည့်ရင်တခြားတစ်ခုခုစားလို့ရမလားလို့မိဘတွေကိုမေးချင်ခဲ့တယ်။ဒါပေမဲ့အဖေကစိတ်မရှိစွာနဲ့မစားချင်ရင်အိမ်ပြန်သွားလို့ပြောလိုက်တယ်။ဒါကြောင့်မိဘတွေစိတ်မဆိုးစေချင်လို့ကျမကပစုံတစ်ကောင်ကိုကောက်ယူပြီးမျိုးချလိုက်တယ်။ခဏကြာမှကျမရဲ့လက်တွေမှာအဖုနီတွေပေါ်လာပြီးတကိုယ်လုံးရားရံလာတယ်။ဒါပေမဲ့အဖေကတော့ကျမကိုစိုးလွန်းနေဆိုပြီးစူပူနေခဲ့တယ်။စကားနားထောင်တဲ့မွေးစားညီမလေးနဲ့မတူပဲကျမကနာကျင်မှုကိုတိတ်တိတ်လေးခံစားနေခဲ့တယ်။ဒါပေမဲ့မိဘတွေကတော့မွေးစားညီမလေးကိုပဲဂရုစိုက်နေကြပြီးကျမကျမ်းပြင်ပေါ်မှာမေ့လဲကျသွားတာတောင်သတိမထားမိခဲ့ကြဘူး။ကျမနိုးလာတဲ့အခါမိဘတွေကကျမဘေးမှာရှိနေကြတယ်။သူတို့ရဲ့ပျောက်ဆုံးနေတဲ့ဂရုစိုက်မှုကိုပြန်မြင်ရတော့ကျမရဲ့နှလုံးသားနှွေးထွေးသွားတယ်။အပြစ်ရှိတယ်လို့ခံစားမိလို့လားမသိအဖေကဒီတခါတော့ချက်ချင်းသဘောတူလိုက်တယ်။ကျမကအယမ်းမျှော်လင့်နေခဲ့တယ်။ဒါကြောင့်မွေးနေ့ပွဲအတွက်အိမ်ကိုအထူးတလဲအလှဆင်ထားခဲ့တယ်။ဒါပေမဲ့ညနေတဲ့အထိစောင့်နေခဲ့ရပြီးမိဘတွေကတော့ပြန်မလာခဲ့ကြဘူး။အဲ့ဒီအချိန်မှာကျင်နာတဲ့နတ်တစ်ပါးရုတ်တရက်ကျမရှိမှပေါ်လာတယ်။နတ်ကမော်စွမ်းအားနဲ့မိဘတွေကအဲ့ဒီအချိန်မှာမွေးစားညီမလေးကိုစားတော့ပွဲကြီးတစ်ပွဲလိုက်ကျွေးနေကြတာကိုပြပေးခဲ့တယ်။အဖေကသူမရဲ့မွေးနေ့ကအရေးမကြီးဘူးအခုအရေးကြီးတာကမွေးစားသမီးလေးနဲ့အတူအချိန်ဖြုံးပြီးသူမကိုပျော်ရွှင်တဲ့ကလေးဘဝပေးဖို့ပဲလို့ပြောနေခဲ့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါကျမအပြင်းထန်ကိုကြွေးမိခဲ့တယ်။နောက်ဆုံးတော့မိဘတွေပေးဖို့သမျှလက်ဆောင်တွေကိုအားလုံးထားခဲ့ပြီးနှလုံးသားမရှိတဲ့မိဘတွေကိုထာဝရဆုံးခွာကကျင်နာတဲ့နတ်နဲ့အတူပျောက်ကွယ်သွားပါတော့တယ်။